ပါတယ်အရင်ခေါ်ပါတယ်တော်ကီဖုတ်ပါတယ်ရင်ဆုံးစားသည်ပဲနဲ့ဘီယာလေးတယောက်တစ်ခါတော့တောက်ပြီးတော့တော်ကီဖုတ်ပါတယ်10မိနစ်15မိနစ်20တနာရီတော့တော်ကီလေးပဲပြောနေပါတယ်ဖုတ်ပါတယ်တော်ကီဟိုကြောင့်တာလာပါပြောနေတယ်ကျော်ရဲနေပါခါညာကိုပြောလိုက်တယ်ဒီဘောချောပဲ
ဒါနဲ့စားမလို့ပြင်ဆင်နေပါတယ်ခုကြည့်ကြည့်နေပါဒါနဲ့ရောကြီးဒီကတော့တောက်လိုက်ရေထက်စားလာလို့ရေတောင်းပါတယ်ရှင်တို့